Hello အားလုံးပဲမင်္ဂလာပါ April မျိုးပါ April ဒီ YouTube မှာဗီဒီယိုတစ်ပုဒ်စပြီးတော့တင်ပြီးသွားပါပြီ2026မှာ YouTube ကိုစပြီးတော့ run တဲ့အချိန်မှာကိုဒီရဲ့ YouTuber 101 Club ကိုအချာလေးအပ်ပြီးတော့အကောင်းဆုံးစူးစမ်းကြည့်နေပါတယ်လက်ရှိတက်နေတာကတော့ဒီ Bad 23ပါအဲ့ဒီမှာတချို့တငယ်ချင်းတွေကပြောတယ်ပေါ့နော်ဒီတိုင်း vlog လေးပဲရိုက်ချင်တာကိုဘာဖြစ်လို့ဒီလိုမျိုးတင်တန်းနေတက်တာလဲပေါ့ April ကဒီတစ်ခေါက်က vlog ကိုပဲအဲ့လိုရိုက်ချင်တာမဟုတ်ဘဲနဲ့ April သဘောကျရတဲ့ကိုဒီလိုမာဖြိုးတို့လိုမျိုးပေါ့ဒီ quality ရှိတဲ့ content တွေကိုဖန်တီးချင်တာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီကိုဒီစီမှာတင်တန်းလေးအပ်ပြီးတော့တက်လိုက်တာပါအခုလက်ရှိမှာကဒီဇွန်နဲ့ကတစ်ချိန်မဲ့တင်ရသေးတယ်ဆိုပေမဲ့ပေါ့နော်ဒီတစ်ချိန်နဲ့တင်တန်းကြီးကတန်တယ်လို့ခံစားရတယ်ဘာလို့လဲဆိုတော့ April ဒီတင်တန်းမတက်ခင်တော့ကငါ YouTuber လုပ်ချင်တယ်ဆိုတာပဲရှိတာပေါ့နော်အဲ့လိုအတွေးနဲ့ပြီးလို့ရှိရင်ကိုဒီပြောတာလည်းနားထောင်လို့ရမယ်ကိုမှမေခွန်းနေ question တွေရှိရင်လည်းဓာတ်ရိုက်မေးလို့ရမယ်ဆိုတဲ့အတွေးနဲ့ပေါ့နော်ဒီလိုမျိုးတက်လိုက်တာအဲ့မှာတညာလည်းတက်ပြီးသွားရောတေချာလေးနားထောင်နေတလန်းနေပြီးရောပေါ့နော်ဒီ content creator အပိုင်းကိုမှကိုကဘယ်ဘိုင်းကိုသွားချင်တာလဲဆိုတာကိုလည်းတေချာလေးသိသွားပြီပေါ့နော်ဥပမာအရင်တော့ဆိုရင် April စဉ်းစားကြည့်ရပေါ့ food blogger လားပြီးလို့ရှိရင် travel blogger လားအဲ့ဒါတွေက April နဲ့တိတ်ပြီးတော့ဘယ်တခုမှကိုက်ညီနေရလို့မခံစားရဘူးပေါ့နော်အစားကလည်းစားရတာကြိုက်တယ်သွားရတာလည်းကြိုက်တယ်ခရီးသွားရတာလည်းကြိုက်တယ်ဆိုပေမဲ့အဲ့ဒီအပိုင်းကိုပဲတီးတန့်လုပ်ဖို့ဆိုလို့ရှိရင်တော့အရင်တိတ်ပြီးတော့အဆင်ပြည်နေလို့မခံစားရဘူးပေါ့နော်ကိုကဘယ်အပိုင်းမှာပိုသဘောကျလဲဆိုရင်အခုလိုမျိုးကိုယ့်ရဲ့ experience တွေကို sharing လုပ်ပြရတဲ့အပိုင်းမှာပို့ပြီးတော့သဘောကျတယ်ဒါကြောင့် April ရဲ့အခုလက်ရှိ channel ကလည်းဒီလိုမျိုး experience sharing တွေကိုပဲတီးတန့်တင်ပေးသွားမယ့် channel လေးပဲဖြစ်ပါတယ်ဒါကြောင့်ဒီလိုမျိုး April ရဲ့ဒီ experience sharing လုပ်ပေးမဲ့ video တွေကိုကြည့်ရတာကြိုက်နေတတ်တယ်ဆိုရင်တော့ဒီ channel လေးကိုအခုပဲ like and subscribe လေးလုပ်သွားဖို့မမီနဲ့နော်ဟုတ်ပြီဒါဆိုရင် April တို့တင်တန်းကြောင်းလေးကိုဆက်ပြီးတော့တွားလိုက်ရအောင်တင်တန်းကကြတော့ပုံစံ2မျိုးနဲ့တင်တယ်ပေါ့နော်ဒီ zone class ပါတယ်နောက်ပြီးတော့ video class ဆိုပြီးတော့ပါတယ် video class မှာကြတော့အဓိကဘာတွေတင်ပေးလဲဆိုရင်ဒီ YouTube account ဖွင့်နည်းတွေနောက်ပြီးတော့ကြတော့ဒီ video editing အပိုင်းတွေပြီးလို့ရှိရင်ဘယ်လိုမျိုးပေါ့နော်ဒီvideo တွေရိုက်ရမလဲဆိုတဲ့ဒီအခြေခံလေးတွေကအစားစပြီးတော့တင်ပေးတယ်zone class မှာကြတော့ကိုယ်က content creation အပိုင်းတင်ပေးတယ်လို့မခံစားရပဲနဲ့တချို့ဒီ mindset အပိုင်းတွေပါပြီးလို့ရှိရင်နောက်ပြီးတော့ knowledge sharing အပိုင်းတွေပါပါတယ်လို့ခံစားရတယ်ပေါ့နော်ဒါကြောင့်လည်း April အနေနဲ့ဒီသင်တန်းလေးကတက်ရတာအရန်ကိုအကျိုးရှိရလို့ထင်ပါတယ်ဒါအပြင် video class မှာဆိုလို့ရှိရင်လည်းပေါ့နော်ဒီသူတို့ဘက်ကတင်ပေးထားတဲ့ video တွေကဘယ်ချိန်ပဲဖြစ်ဖြစ်ပြန်ပြီးတော့ကြည့်လို့ရတယ်နောက်ပြီးတော့ဒီ Zoom မှာတင်ထားတဲ့အရာတွေဆိုလို့ရှိရင်လည်း recording တွေရှိတယ်ပေါ့နော် recording လေးတွေကိုသူတို့ဘက်ကနေပြီးတော့ပြန်ပို့ပေးပါတယ်အဲ့တော့ကိုယ့်အနေနဲ့မေ့သွားတာပဲဖြစ်ဖြစ်နောက်မှပြန်ကြည့်ချင်တာပဲဖြစ်ဖြစ်ပြန်ကြည့်မယ်ဆိုလို့ရှိရင်တော့ပို့ပြီးတော့ okay ပါတယ်အခုလက်ရှိ April ကဒီတင်တန်းကိုပြီးအောင်မတက်ရသေးဘူးပေါ့နော်အခုမှတစ်ဖက်ကနေပြီးတော့တင်တန်းတက်ရင်အခုလိုမျိုး video လေးတွေစမ်းပြီးတော့ try ကြည့်ပြီးတော့YouTube မှာတင်နေတာဖြစ်ပါတယ်အဲ့တော့တင်တန်းပြီးသွားတဲ့အခါမှာ April ရဲ့ဒီ video result တွေcontent creation အပိုင်းတွေကဘယ်လိုဖြစ်လာမလဲဆိုတာကိုလည်းအားလုံးပဲအတူတူစောင့်ကြည့်ပေးပါအောင်ရှင် April ရှစ်တစ်ခေါက်ကတင်ခဲ့တဲ့ video နဲ့အခုဒီတစ်ခေါက်မှာတင်လိုက်တဲ့ video ကတိုးတက်လာလဲဆိုတာလေးကိုလည်း comment မှာမှတ်ချက်ပေးသွားလို့ရပါတယ်နောက်ထပ် video တွေမှာပြန်တွေ့ကြပါမယ်ကျေးဇူးပါ